Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နန်းတို့ Colorado ခီးစီရဲ့ Day 3ပါဒီနေ့ကတော့ Telluride မြို့မှာပဲအလဲပတ်ခေါ်ရမယ်နော် Good morning အခုမနက်7:00 နာရီထိုးပြီးအိယာထားနည်းနည်းနောက်ကျတော့ဒီနေ့မနက်စာအခုမှသွားစားမှာပါမနက်စာသွားစားလိုက်အောင်မယ်နော်ကိုကြီးတရားဖုန်းမေးခဲ့လို့တဲ့မှာပြန်ဆင်းယူမနက်စောစောစီ exercise တစ်ဖြတ်ဒီနာလေးစီးရမှာပါဒီမှာကားတောင်30ရမလို့သူကကန်ဒိုလာ right နဲ့ပဲအသွားပြန်လုပ်လို့ရတယ်ကန်ဒိုလာ right စီးပြီးတော့အပေါ်စားတက်နေပါပြီအခုမြင်ရတဲ့နေရာတွေက Mountain Village နေရာတွေပါကျွန်တော်တဲတဲ့နေရာတွေတီးတန့်လေးရှိနေရတယ်နော်ဒီဘလို့ရှိတဲ့ Telluride ကဟိုအောက်တောင်နောက်တစ်ခုဒီဟာကျတော့ Mountain Village တစ်ခုဒီအပေါ်မှာကုန်းတောင်တစ်ခုကုန်းတစ်ခုချလာနေတယ်ဟိုဘက်တောင်ဒီဘက်တောင်တို့အဲ့လိုမျိုးဒီ Canyon Road တဲ့ကူอ่ะဟိုလာဟိုးဘယ်မှာရေးခဲ့တာရေးတော့အိမ်နေနဲ့ရှေ့ဟိုမှာအခုမြင်နေနေရတဲ့ဟာဒီတောင်တစ်ခုကြားမှာဆက်ထားတဲ့တောင်ပေါ် recreation center တွေပေါ့ခဏထွက်ပြီးနားလို့ရတယ်နားပဲ Telluride Village ဆိုတခါတန်းတော့ရတယ် Telluride Village ကဒါပြီးအောက်ပြန်ဆင်းသွားတော့အဲ့လိုမျိုးပေါ့တောင်တစ်ခုကြားမှာဆက်နားနေနေရတယ်ဒီတမ်းမှာလည်း restaurant စားဆိုင်တွေရှိတယ်တဲ့မှာဒီ recreation center ရတယ်မှာဒီရောစတော့ပုံမှန်မြင်နေရှိတယ်တော့တခါတော့ပွင့်သွားတယ်စိတ်ကြီးဆင်းတော့လို့ပဲလေကျွန်တော်တို့မဆင်းတော့ဘူးဆက်တော့အကေးတောင်ဟိုဒါမစေးကျင်ပဲဆက်သွားခြင်းကိုလမ်းလျှောက်သွားခြင်းအမှ tour path လေးရှိတယ်အဲ့တော့သူဆိုင်မပြလာဟိုတောင်တက်ရရကျွန်တော်တို့အခုမြင်နေရပါပြီဟိုမှာ Telluride တောင်တွေရဲ့ဂျားထဲမှာစောက်ထားတာမြို့တွေပေါ့ဒီလို off-season လာတဲ့အကျိုးကဘာကောင်းလဲဆိုတော့ဈေးတက်တာလားဗျာဟိုတယ်ခါတွေရောဒီအကုန်လုံးစားရ mostly free ဒါပေမဲ့တချို့ဆိုင်လေးတော့ပိတ်ထားတဲ့မှာလူကနေတယ်လူနေတဲ့ကြောင့်ကိုအေးစေးသွားလို့ရတယ်ကျွန်တော်တို့ Telluride station ရောက်ပါပြီဒါသူ့ရဲ့မျိုးလေးပါခင်ဗျကျွန်တော်မနေ့ကဒီမျိုးလေးရောက်မှောင်မဲနေတယ်ဘာလို့ဆိုဟိုဟာညဘက်ရောက်သွားတော့လေဘာသိပြီများဆိုင်နေပိတ်ဒါလေးကသူ့ရဲ့မြေပုံရယ် Today is like I think the Territory လေးရပါနားလိုက်တာရှင်ဟောတောင်ကျကြီးဖြစ်စလုံးဖြစ်ရေကခဲပြီးစနုပ်ပုံဖြစ်တယ်တောင်ပေါ်ကျတယ်အိုး Christmas tree အကြီးပဲဟာရေရုံတက်လာလာတိတ်လာတဘော Christmas tree ကဲမနေ့ကနေစား branch ပေါ်စားလာပါကျွန်တော်အောက်ဘက်တော့လိုက်ဆိုဆော့ဆေးတော့မိုင်းရရှော့ရစ်နဲ့ Spanish သူကြ Really မာနီဒီရဆော့ကြည့်တော့ပဲကျွန်တော် black coffee ဆော့ကဲဒီကအင်ဂျီလေးချက်ချိုးကြည့်တယ်ဒါ range ဟို5.9 million ရှိတယ်6 million ဒီပဲရှိတယ်21 million နည်းနည်းအိမ်မိုက်တယ်21 million အခက်ရှိခံပါတယ်ရေချိုးတဲ့အင်တာကိုကန်ပါတယ်ဒီမျိုးကလူတွေရှိရကတော့ AC ပဲ chill ဖြစ်တယ်အဲ့တော့မျိုးလေးကလူတွေနဲ့မတူ rush အလုံးတော့ပြေးသွားတယ်လို့မရှိဘူးဒီမှာကို AC ပဲဒီမှာသူတို့ရောင်းတဲ့အင်ဂျီတွေဆိုဒီ country style အင်ဂျီတွေနဲ့နော်country အုပ်ချုပ်နေအင်ဂျီကချစ်စရာလေးဆွေတာလေးနဲ့ချစ်စရာလေးညမNice. She's saying, "See, Gino." Dalia, town ye shuttle bus liba. ကြီးပါလေခလေးចောင်းသွားကြောက်တယ်စီးရနော်အဆင်ပြေတယ်ဒီမှာလမ်းလျှောက်တာအရန် fresh ဖြစ်တယ်နော်မြို့လေးကလေအရန်မကြီးတော့သူကလမ်းလျှောက်ရတာလုံးဝအဆင်ပြေတယ်
အကယ်၍ကိုကမရှောင်နိုင်ဘူးဆိုလို့ရှိရင်လည်း shuttle bus တွေရှိရပေါ့နော်အားနဲ့စီးရွာလို့ရတယ် သူရှေ့ကလေးကိုကြည့်ပါဦးလမ်းတစ်ဖက်တော့လာပဲတောင်းနေတယ်သူရှေ့ကလေးမြို့ရဲ့နောက်မှာတင်ပကြီးခိုင်းကြလာပဲအရန်လာတယ်ဆိုင်ကလေးတကယ်ကောင်းပွင့်တွေကယူရှင်ကားလေးဆိုင်ကလေးကြာလာ ဟိုးမှာတွေ့နေရတဲ့ Kalura Ride က Mountain Bike Lake ကနေပြီးတော့ဒီကိုဆင်းလာတာ။ဒါနဲ့ကြာရင်အဖက်ပြန်တက်မယ်ပြီးရင် Marketplace ဆိုတစ်ချက်သွားကြည့်မယ်။ကာနဲ့သွားမယ်ဆိုရင်တောင်ကြီးကိုပတ်မောင်းနေရမှာကွာ။အဲဆိုတော့ပူကြတယ် Kalura Ride ပဲစီးရွာလုံးဝအဆင်ပြေတယ် ဒီမှာကားမလို့ဟိုတယ်မှာကားထားခဲ့တယ် ။ဟိုတယ်မှာကပြီးဘာမှထပ်ထုတ်စရာမလိုဘူး ဒီကိုလာဖို့အားလုံး recommend ပေးပါတယ် ။လာမယ်ဆိုလို့ရှိရင် September လကိုလာပါ။အဲဆိုလို့ရှိရင်ဒီတောင်တွေရဲ့အယောင်ကပူစုံပြီးတော့ပူလာပါတယ်။ဒါခန္ဓာက right နောက်တစ်ခုထပ်စီးပါတယ်။ဒါကကျွန်တော် downtown shopping mall သွားတဲ့ဖက်ပေါ့။လူကလေအသက်ရှူရတာ shop wrap ဖြစ်တာလေ မနေ့အတော့အောက်ဆီဂျင်ကိုမနေ့လိုက်ရှူလို့ဖြစ်တယ် ။အဲ့လိုမျိုးဖြစ်နေတာတိလား။ဒီမှာအမောတိတ်မခံနိုင်တဲ့လူဆိုအစမပြေတော့ဘူး။ဘာလို့ဆိုဒီတောင်ကအရင်မြင့်တော့ အောက်ဆီဂျင်နဲလို့ဒါလေးကနန်းတို့တဲတဲ့နေရာလေးပါ lounge လေးပါ ဒါက Mountain Valley ရဲ့ဒီတောင်းတော့နေရာလေးပေါ့ street food လေးတွေရောင်းနေဒီမှာအရှင် music တို့ play ရထိုင်ပြီးလာချီလို့ရတယ်ညမှာဆိုရင် live မှာအရှင်မှာတယောက်တည်းရှေ့မှာအပိနေပါတယ်တယောက်တည်းဟိုမှာမိုင်း music ရှေ့မှာတယောက်တည်းအပိနေလား music မှာရှေ့ရှေ့ဆုံးတဲ့ VIP တန်းရှေ့ရထိုင်ပြီးတော့ဟိုမှာ ကိုကြီးတရား coffee ဝယ်တောက်ပဲနေရရောက်သူ့မှာ coffee မတောက်ရရင်မနေနိုင်စားပြီးရင်လဲ coffee တောက်မစားခင်လဲ coffee တောက်မနဲ့နိုးလဲ coffee တောက် energy refills လို့ အော် energy ကဘယ်လောက်တော့ကုန်သွားလို့လဲ shop မော elevation တို့ပို့ပြီးမော high အော်တယ်ငါလည်းလေ အခုကျွန်တော်တဲ့ hotel ဖြတ်ပြီးတော့ hotel မှာခဏတော့ပြန်လာမယ်။ခဏအိမ်မယ် ခဏနားလာမှာ ။နိုင်ငံမှာတည်ရင်တော့အရေးချက်ပါ။ဒီနေ့ညတော့မာရီယာရှာဆောင်လို့ဆောင်လို့ဆိုတော့အဲဒီကဆောင်တီဗီ hotel ဒါမာရီချိုင် base of fried rice ကိုကြည့်ပါဘာလဲ papaya salad တွင်းစုတော့ပေါ်လာတယ်အရင်အဲ့တော့ပါပါ Day 3 vlog လေးရဒီလောက်ပါပဲ vlog လေးကြိုက်နေတဲ့တဲ့ဆိုရင်နန်းတို့ရဲ့ page ကို like and follow လေးလုပ်ပြီးနော်အားလုံးပဲမနေ့ပြန်မှဆက်တွေ့ပါမယ်နော်အားလုံးပဲတတား Bye.